啥考完了没？你说考？我吃你嘞，哥哥吃是你嘞，我吃你嘞，拉吧的。拉吧哟，时间多没了。你记得的是。ဒီကပိုက်လေးကိုနေတိတက်တက်စစ်ပါနဲ့မလဲဒီကပိုက်လေးရဲ့ချမဆောင်ခီရန်ခေါမှုခုအနေတိတက်စစ်ဖို့အစန်ထွက်ကလေးနဲ့ကိုသွားနေတယ်အားလေးလည်းသိရနောက်10ရက်ဆိုတည်ရနောက်တစ်ပတ်ဆိုတည်ရဘာလေးလို့ချင်လဲဘာလေးလို့ချင်လဲ ပါလေးပဲဖြစ်ဖြစ်24ပဲကြာပေါ့နော်အမေသွေးနဲ့ကလေးသွေးတသားထဲလေပတ်တဲ့အချိန်မှာပေါ့အမေစီကနေပြီးတော့သွေးကိုတက်စစ်စီလောက်ယူလိုက်တာပေါ့ပုံမှန်သွေးစစ်နေကြအတိုင်းပဲပေါ့နော်ပြီးတော့ဆက်ထဲကိုထည့်တယ်ကလေးသွေးကိုစစ်ထုတ်ပြီးတော့ကလေးရဲ့ DNA ကိုဓာတ်ရိုက်ယူစစ်တာပေါ့98% ကိုတိကျသိကြတယ်ပေါ့နော်ဒီ DNA တခုဖြစ်ဖို့ဆိုရင်ဒီ crossing sign လေးတွေကကြတော့23စုံလိုအပ်တာပေါ့နော်နံပါတ်1နဲ့3 4ကနေ23ထိပေါ့ဘယ်နံပါတ်မှာချွတ်ရချက်ပါလဲပုံမှန်မျိုးဒီယောဂလေးတွေထွက်လာတာပေါ့နော်ဒီဘက်350တန် package ကကြတော့နံပါတ်21 78 73နဲ့ sex chromosome လို့ခေါ်တဲ့နံပါတ်23ကိုကြည့်ပေးတာပေါ့နော်နံပါတ်21မှာဖြစ်ခဲ့ရင်မြင်ဘူးတွေ့ဘူးနေကြ Down syndrome ပေါ့နော်78မှာဖြစ်ခဲ့ရင် Edwards syndrome 73မှာဖြစ် Patau syndrome ပေါ့ဒီနှစ်မျိုးကလည်း Down နဲ့ရှင်တော့သူတို့နည်းနည်းဖြစ်များတယ်မသိလိုက်ကြတာများတော့ပေါ့နော် Down ကကြတော့ပို့ပြီးတော့ပေါ်နေကြတယ်ပေါ့နော်ပုံမှန်တက်တန်တစ်ခုဒီ attention နဲ့ Down လေးတွေကိုပဲမြင်မှုကြတာဆိုတော့ Down syndrome test လို့ပဲပုံနာမည်ကြည့်တာပေါ့သူတို့ကမွေးလာပြီးသွားတဲ့ခါကျရင်ညရင်မမီဘူးစတင်လို့မရဘူးယောဂအခန်းလေးတွေပါလာတတ်တဲ့ပုံမှန်တက်တန်တစ်ခုဒီ attention နဲ့တော့ပေါ်ကြီးမှမြင်မှုကြတာပေါ့ဒီ Edwards syndrome နဲ့ Patau syndrome ဖြစ်တဲ့ဒီလက္ခဏာနှစ်ခုကကြတော့သူတို့ရဲ့လက္ခဏာနဲ့ကိုယ်ဝန်ဆောင်ကာလအတွင်းမှာသူ့လိုတာပြတ်တာရှော့ဖြစ်သွားတတ်တယ်ဒါမှမဟုတ်ဘူးကလေးလက်မွေးလာခဲ့မယ်ဆိုလို့ရှိရင်တော့မှပဲရက်ပိုင်းတွင်လပိုင်းတွင်ပေါ့နော်အဆုတ်အာမကောင်းဘူးနှလုံးအာမကောင်းပဲနဲ့အဆုတ်ယောဂနှလုံးယောဂလိုပဲတိလိုက်ကြတော့လေဒီယောဂနှမျိုးမရင်းနှီးလိုက်ကြတာပေါ့ပုံမှန်ကသူတို့လက္ခဏာတွေဒါမျိုးတွေဖြစ်တတ်တာပေါ့နော်တတလာမမီလာကိုတော့စောစောလေးသိရတာပေါ့ဒါကြတော့ 100% လုံးတွေကိုတိကြတာပေါ့နော် XXD main ကလေးပေါ့နော် wine ပိုင်းယောက်ျားလေးပေါ့ယောက်ျားလေးဟုတ်ဒီဘက်ကယောဂတွေကကျတော့သူတို့တဲ့ရှင်လို့ရှိသူတို့ဒီအသက်ကြီးလာရင်200မှာ100 100မှာ100ဆိုသူတို့ဒီ1000မှာ100 5000မှာ100မှာဖြစ်လာနိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် X ကတစ်လုံးထင်းဖြစ်နေတာ X နှလုံးနဲ့ Y X 3လုံး Y နှလုံးပေါ့ဘာလက္ခဏာတွေဖြစ်လာနိုင်လဲဆိုလို့ရှိရင်သူတို့ဒီပုံမှန်လိုမျိုးသက်ရှင်နိုင်တယ်ဒါပေမဲ့မျိုးမပွားနိုင်တာမျိုးတတိမဆောင်နိုင်တာမျိုးမျိုးမအောင်တာမျိုးတွေဖြစ်လာနိုင်တယ်ဟော်မုန်းယောဂပြဿနာတွေတက်လာနိုင်တယ်နောက်ကျတော့ခန္ဓာကိုယ်ဖွဲ့စည်းလို့မပူပူတူတူရှိရှိလိုမျိုးဖြစ်နေတာမျိုးချက်တာအားနေမယ်နှလုံးအားနေမယ်သွေးအားနေမယ်ဒါမျိုးတွေကကျတော့အောက်မှာကတော့မိုင်နာလေးတွေပေါ့နော်တရားကျော်လောက်ပါသွားတာပေါ့ဟုတ်ဒီလောက်နဲ့လုံးလောက်တည်းရှင်ဟုတ်ဆိုတော့ဒါတွေကိုလေကြိုစစ်ထားရင်ဘာတွေဒါဒီလိုမျိုးယောဂဖြစ်လာလို့ရှိဖြတ်ချခွင့်ကမရှိဘူးပေါ့မရှိဘူးဆိုတော့ကိုဘန်ကောက်သွားမလားအိုဂျင်နဲ့ပြန်တိုင်မရတာပေါ့နော်အချို့ကြရေမွားရေထပ်ယူတာမျိုးတွေတော့ရှိတာပေါ့နော်ရေမွားရေထပ်ယူရင်အဲ့ဒါကျတော့ဘန်ကောက်မှာပဲရဒီနေ့ကမှရအောင်ရှိပေါ့နော်အဲ့ဒါကကျတော့ပို့ပြီးတော့ confirm လုပ်တဲ့ test လို့ခေါ်တာပေါ့ဒါကတော့ရှိလားမရှိလားပဲစစ်ဟုတ်ကဲ့ရှိလားမရှိလားပဲပေါ့ဟုတ်အဲ့ဒါပြီးမှပဲဟိုတာဟုတ်တယ်မှာ treatment ကပေးလို့မရဘူးယောဂထွက်လာပြီးဆိုတော့ယောဂထွက်လာရင်တော့နော်ပါလာပြီးသားဆိုတော့ပြန်ပြင်လို့မရတော့အဲ့ဒါညီမတို့ကိုဝင်နုစင်ကာလာမှာဆက်စောလေးစစ်ခိုင်းနေရှင်အကယ်၍အဲ့လိုမျိုး in case ပေါ့ဖြစ်လာရင်တော့ပြန်ကုလို့ကဘန်ကောက်သွားရမှာပြန်ကုလို့မရဘူးမှာယူမေမယူဘူးပဲဆုံးဖြတ်ယူပဲဆုံးဖြတ်လို့ရမှာနော်နောက်လေဟို autism တွေပါတယ်ကြတော့အဲ့လိုစစ်လို့ autism ကကြတော့မျိုးရိုးဗီဇဆိုင်ရတော့မဟုတ်ပေါ့မှာဒါကကြတော့ down နဲ့ autism နဲ့ကြတော့တော်တော်များရောကြတယ်ပေါ့နော် autism ကကြတော့သူကကြတော့မွေးလာပြီးတော့မှပဲသိတာမှတစ်နှစ်နှစ်3နှစ်ပေါ့နော်အဲ့ဒီအချိန်မှာကလေးရဲ့လက္ခဏာတွေကိုကြည့်ပြီး autism မှာ spectrum ပေါ့နော်အများကြီးရှိနေတာဆိုတော့လေဒီမှာဆရာဝန်တွေကသူကသူတို့ရွေးချယ်ပြီးတော့စေးတိုက်စေးထိုးပေါ့နော်အဲ့ဒီရဲ့ autism ရဲ့ risk factor ပေါ့နော်ဖြစ်တိုင်းစေးတဲ့အချက်တွေတော့မသိပြီးတော့မှမသိကြသေးဘူးပေါ့အခုခေတ်မှာကြတော့လေ down နဲ့တော့မတူတော့မျိုးရိုးနဲ့တော့မဆိုင်ဘူး autism ကကြမွေးပြီးမှသိတာပေါ့ဟုတ်ကဲ့အစင်မပြေခဲ့ဘူးဆိုရင်ဒုတိယတစ်ချိန်ပြန်ဖောက်ရနိုင်တယ်ပြန်လာပေးရမယ်ငွေထပ်တင်စရာမလိုဘူးဖောက်ရနိုင်စီကကျတော့10ရောက်1ရောက်တော့ရှိတယ်မှာနော်ဒုတိယတစ်ချိန်ပိုးလိုက်လို့မှထပ်ပြီးတော့မရခဲ့ဘူးဆိုရင်တော့တတိယချိန်ထိသွားလို့မရှိဘူးပေါ့နော်ငွေပြန်အမေးတယ်ပိုးခါနှစ်ချိန်စံနဲ့ပလင်းဖို့ကိုကြတော့စိတ်ခန်းကိုပြန်သွင်းရတာမျိုးတော့သူကတသိန်းခွဲလောက်ပဲပေါ့ကျန်တဲ့အားလုံးအမ်းပေးလိုက်တယ်မှာသူကကျတော့200မှာ1ရောက်တော့ဖြစ်နိုင်ချေရှိတယ်မှာဟုတ်ကဲ့ရှိတယ်ဒါလေး